Hello, alo me mingla ba.ကျွန်တော်လည်းဒီနေ့မှထပ်ပြီးတော့ဗောနော်ဒီဖုန်းကာပါအဟောင်းလေးမှာထပ်ပြီးတော့ပုံလေးတွေဆွဲမှာဖြစ်တော့ဒူတဲပုံပေါ့ဗျာဆိုတော့စလိုက်ကြပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအောက်ခံမှာအရင်အယောင်ထည့်မှာဖြစ်ပါတယ်ကဲနည်းတော့ကြောလိုက်မယ်ဗျာကျွန်တော်တို့အောက်ခံအရောင်ကိုဆွဲပြီးပြီဆိုတော့ကျွန်တော်တို့ခဲသားဘောပင်လေးနဲ့အောက်လိုင်းကောက်မှာဖြစ်ပါတယ်ရိုးခဲသားပုံလေးနဲ့ပဲကျွန်တော်အောက်လိုင်းကောက်မယ်ပေါ့နော်ကျွန်တော်စဉ်းစားထားတဲ့ပုံကတော့တဲ့ဒီအတုံးလေးအနေနဲ့တုံးလေးတွေမှာမျက်နှာလေးထည့်ပြီးအကောင်လေးတွေဆွဲလို့တော့စဉ်းစားထားတယ်ပေါ့နော်ကဲပုံချမ်းလေးကျွန်တော်တို့ချပြီးသွားပြီဆိုတော့ကျွန်တော်ကာလာထည့်မဲ့ပိုင်းကိုရောက်ပြီပေါ့နော်ကျွန်တော်ကာလာဟုစချဲပါပြီကျွန်တော်တို့ကဆော့ပင်နဲ့ဆွဲတဲ့အတွက်ကတော့တခါတည်းနဲ့တော့အယောင်ကမဆွဲဘူးပေါ့နော်နှစ်ထပ်သုံးထပ်လောက်လိုက်မှကျွန်တော်တို့ပုံလေးတွေကတေးတက်တက်လေးထွက်လာမှာပေါ့နော်ဆက်လာချင်းဆွဲတဲ့အချိန်မှာတော့ဆော့ပင်နဲ့ဆွဲရဖြစ်တဲ့အတွက်ပေါ့တော့အယောင်ကတော့ထင်တယ်မထွက်တာမျိုးတော့ရှိတာပေါ့နော်နှစ်ထပ်သုံးထပ်လောက်တော့အနည်းဆုံးတော့ဆွဲပြရတယ်ဗျကာလာလေးတွေထည့်ပြီးပါဆိုတော့ကျွန်တော်တို့မဲလေးနဲ့လိုင်နာလေးလိုက်မှာဖြစ်ပါတယ်အောက်လိုင်းနည်းနည်းပုံလေးတွေပေါ်ပြီးတော့ပေါ်သွားအောင်ပေါ့နော်ကျွန်တော်အောက်လိုင်းလေးလိုက်မယ်ပေါ့နော်ကဲပြီးသွားပြီဗျာ final result လေးကိုကြည့်ရအောင် final result လေးကတော့ဒီလိုပါပဲဗျာတိတ်တော့မလှပါဘူးဒါတော့ကျွန်တော်ချစ်နဲ့ပေါ့ချစ်နဲ့ပုတ်တစ်ဖြတ်ပါဗျာ see you guys နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်